ဒီနေ့အပြည်ပြည်ဆိုင်ရာတက်ကြီးပုဂ္ဂိုလ်များနေ့မှာအာဟာရနဲ့ပတ်သက်ပြီးတော့ protein နဲ့တက်ကြီးပုဂ္ဂိုလ်တွေအကြောင်းပြောချင်ပါတယ်။ရေဘူးအားဖြင့်တော့တက်ကြီးတဲ့ပုဂ္ဂိုလ်တွေကလှုပ်ရှားမှုနည်းလာတယ်၊သွားလာမှုနည်းလာတယ်။ဒါကြောင့်မို့စားသုံးမှုပမာဏကလည်းနည်းပါးလာတာတွေကိုတွေ့ရပါတယ်။ဒါပေမဲ့အဲ့နေရာမှာနော်စားတဲ့ပမာဏကတကယ်အာဟာရဖြစ်ဖို့လိုပါတယ်ပြောရရင် nutrient dense ဖြစ်ဖို့เนาะအာဟာရပြည့်ဝနေဖို့အရေးကြီးပါတယ်ကယ်လိုရီအားဖြင့်တွေ့ရင်လှုပ်ရှားမှုနည်းတဲ့အတွက်လိုအပ်ချက်လျော့တယ်သို့တော်လည်းအာဟာရပိုင်းဆိုင်ရာပိုလိုလာပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့သွားတွေမကောင်းဘူးအစာခြေဖြတ်မှုအားနည်းလာတယ်အစာဆုပ်ယူမှုအားနည်းလာတယ်ဒါတွေကတက်ကြီးပုဂ္ဂိုလ်တွေမှာပုံမှန်တက်ကြီးဖြစ်စဉ်မှာပါဝင်ပြီးတော့ဖြစ်လာတာဖြစ်လို့ပါအဲ့တော့ဒီနေရာမှာနော် protein အသားဓာတ်ကိုနော်တက်ကြီးပုဂ္ဂိုလ်တွေကလျှော့စားလို့မရပါဘူးပူတောင်စားပါဦးမယ်နော်ဒီနေရာမှာလဲဆရာတို့ပြောချင်တာကတက်ကြီးတဲ့သူတွေမှာဒီအသားဓာတ်နဲ့ပတ်သက်ပြီးတော့ရှိကြပါတယ်နော်တချို့ကြတော့တော်တော်လေးတက်ကြီးတဲ့ခါမှာနော်ညှိနှံ့မခံနိုင်ဘူးတို့နော်အသားအောင်အများကြီးမစားနိုင်ဘူးတို့သွားတွေကမကောင်းလို့မဝါနိုင်ဘူးတို့စသဖြင့်ဖြစ်တတ်ပါတယ်ဒါပေမဲ့ခန္ဓာကိုယ်မှာလိုအပ်တဲ့ကြွက်သားတွေလျော့ရဲမသွားဘူးချိနဲ့သွားမှုချိနဲ့မသွားဘူးပေါ့နော်ဒီဟာမှာဆရာတို့ခေါ်တာကတော့ဆာကိုပီးနီးယားလို့ခေါ်ပါတယ်ဒါမှဖြစ်ဖို့အတွက်ကပရိုတင်းဓာတ်ကိုအသားဓာတ်ကိုပို့ပြီးတော့စားသုံးဖို့အကြံပြုလိုပါတယ်ပရိုတင်းဓာတ်ကဘယ်မှာရနိုင်လဲဆိုအများသိတာကတော့ဒီအသားငါးတွေပေါ့နော်အဲ့တော့ကြက်သားငါးနော်ဒီဟာတွေကတော့ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ protein ဓာတ်လည်းပြည့်ဝပါတယ်ဒါတွေကိုလည်းပို့ပြီးတော့စားသုံးစေချင်ပါတယ်တကယ်လို့မိမိကသွားမကောင်းဘူးနော်တခြားအချက်ခြေဖြတ်ဖို့မကောင်းဘူးဆိုရင်တော့တင်းတဲ့ပုံစံမျိုးနဲ့ချက်ပြုတ်ပြီးတော့ပေါ့နော်စားတာကသူ့အတွက်ပို့ပြီးတော့တင်းကျော်ပါတယ်နော်ဒီ mince လောက်တာပေါ့နော်နှုတ်စင်တာပျော့ပြောင်းအောင်လုပ်တာနော်နီးမျိုးစုံနဲ့ဒါလုပ်လို့ရပါတယ်အဲ့တော့အသားဓာတ်ကိုဆရာအနေနဲ့မလျော့စေချင်ပါဘူးเนาะအဲ့တော့ရေဘူးအားဖြင့်ပေါ့เนาะအမျိုးသမီးတယောက်အသက်ကြီးလာပြီဆိုရင်เนาะအသားဓာတ်လိုအပ်ချက်ကလွယ်အောင်တွဲရမယ်ဆိုရင် protein က2 portion ပေါ့เนาะ nut တွေလည်းလိုပါတယ်เนาะနောက်တစ်ခုကဒီဆရာတို့tofu လိုဟာမျိုးကလည်း protein ဓာတ်ပြည့်ဝတာဖြစ်ပါတယ်အဲ့တော့အကျမ်းပြောရရင်ဆရာတို့မှငါးဆိုပါတော့အဲ့တော့2 portion ဆိုရင်ဆရာတို့လက်တဝါစာလောက်ရှိမဲ့နော်တဝါစာအပြည့်ရှိမဲ့ငါးဆိုရင်ဒါမျိုးနှစ်တုံးကိုစားပါမယ်နော်ဒီထဲမှာဖြည့်ဆွက်ပြီးတော့နော်ကျန်တဲ့အစီအစံတွေလည်းဒီနေ့ကိုဒီလက်ဝါးတဝါစာနော်နှစ်ကြိမ်စားဖို့လိုပါတယ်နော်တိုဖူးဆိုလည်းဒီလိုလက်ဝါးတဝါစာနှစ်ကြိမ်စားရင်တာမန်အားဖြင့်တော့ protein ဓာတ်ကလိုအပ်တာကိုပြည့်မီမယ်လို့ဆရာအနေနဲ့ပြောလိုပါတယ်သင်မိသားစုရဲ့ပြည့်ဝတဲ့အာဟာရနှုတ်မကောင်း